ကဲ Prana တို့ပေါ့နော်ကျွန်တော် graphic VRAM 16GB သုံးပြီးတော့ဆက်ဆင်မယ်ဆိုလို့ရှိရင်အနည်းဆုံးဘယ်လောက်ကြာမှထင်တယ်သိန်း90 80တွေထင်ကြတယ်မလားလုံးဝမလိုပါဘူးသိန်း80နဲ့ဆင်လို့ရပါတယ်ဒီကာဆာမှာကျွန်တော်စီက pre order မှာထားတဲ့ setup လေးပါသူကတော့သိန်း80ပဲကြာပါတယ် graphic VRAM 16GB နဲ့ဆင်ထားတဲ့ setup ပါသူကကျွန်တော်စီက pre order မှာဝါတာပါ pre order မှာလို့ရပါတယ်ကျွန်တော်စီမှာသူမှာဝါတာက April 29ရက်နေ့မှာမှာတာ PC ပေးနိုင်တာမေ9ရက်နေ့ဗျာပြောမှဆိုရင်တပတ်တော့မကြောက်6ရက်တည်းနဲ့ PC ပေးနိုင်တယ်လုံးဝအဆင်ပြေပါတယ်လိုအဲ့လို့ရှိရင်ကျွန်တော်စီကိုဆက်သွယ်လိုက်ပါအဲ့တော့အရင်ဦးဆုံးတော့ပြောချင်တာသူသုံးထားတဲ့ graphic card က Radeon တွေက RX 9060 XT 16GB ကို Sapphire တွေကကတ်သုံးမိထားပါတယ်ဒီကတ်လေးရဲ့ performance ကကျွန်တော်ဒီ Nvidia RTX 5060 Ti 16GB နဲ့တက်ရှင်လို့ရပါတယ် raw performance က RTX 5060 Ti 16GB ထက်ကို 5% တာပါတယ်ဟုတ်ပါတယ် raw performance RTX 5060 16GB နဲ့တာပါတယ်ဒါပေမဲ့သူရဲ့ feature ပေါ့နော်ဥပမာဗျာ ray tracing quality ဆိုလို့ရှိရင်လည်း RTX 5060 Ti လောက်မကောင်းပါဘူး upscaling လုပ်တဲ့ DLSS မှာလည်း Nvidia တော့ပိုတာပါတယ် quality လည်းပိုကောင်းပါတယ်ဒါပေမဲ့ပြောချင်တဲ့တိတ်ပြဈေးအရန်กว่าပါတယ်ကျွန်တော်တို့ပေါ့နော်ဒီ Nvidia ကတ်ဆိုလို့ရှိရင် RTX 5060 Ti 16GB ဆိုလို့ရှိရင်33သိန်းလောက်ရှိတယ်ဒါပေမဲ့ဒီ Sapphire ကတ်လေးက23သိန်းပဲရှိပါတယ်ပြောမှဆိုလို့ရှိရင်ဗျာ10သိန်းလောက်กว่าတယ်ဗျာမိတ်ဆွေတို့စဉ်းစားကြည့်လိုက်ဘာသုံးမှလဲbudget price to performance ရှင်းမယ်ဆိုလို့ရှိရင်တော့ဒီကတ်ကလုံးဝအရန်တန်ပါတယ် gaming သမားအတွက်တော့ကျွန်တော်လုံးဝအားပေးပါတယ် 16GB လိုချင်တယ်ဆိုလို့ရှိရင် RX 9060 XT ကိုတွားပါပြီးတော့ဒီကတ်လေးကပြောမှဆိုလို့ရှိရင် Full HD မကဘဲနဲ့ 2K gaming ပါကောင်းကောင်းရပါတယ် 2K ဆိုလို့ရှိရင်လည်း VRAM 16GB ဖြစ်တဲ့အတွက်လုံးဝ bottleneck မဖြစ်ပါဘူး resolution အမြင့်ဆုံးထားပြီးတော့ကစားလို့ရပါပြီလုံးဝအဆင်ပြေတဲ့ကတ်ပါအလုပ်သမားတွေအတွက်တော့ Nvidia ပဲတွားပါဥပမာ design လုပ်မဲ့လူတို့ architect သမားတွေဆိုရှင်တော့ Nvidia ပဲတွားပါအဲ့ဒါပိုကောင်းပါတယ်ဒါပေမဲ့ gaming သမားတွေအတွက်တော့ Radeon တာတွားလုံးဝအဆင်ပြေစေရမယ်နော်တခြား PC တွေကတော့ကျွန်တော် CPU ဆိုလို့ရှိရင် Ryzen 5 9005F ကိုသုံးမိထားပါတယ် motherboard ဆိုလို့ရှိရင်လည်း Gigabyte တွေက P650 gaming Wi-Fi တွေကိုသုံးမိထားပါတယ်နောက်တစ်ခုကတော့ storage ကတော့ Western Digital SN 3000 1000GB သုံးမိထားပါတယ် RAM ဆိုလို့ရှိရင်လည်း King Band တွေက DDR5 RGB RAM မှာ speed 6000နဲ့ပြီးလို့ရှိရင် CL36 RAM နဲ့သုံးမိထားပါတယ်ပြီးလို့ရှိရင် power supply 950W ပါမယ် casing ပါမယ်ပြီးလို့ရှိရင် cooler ပါမယ်အားလုံးဘယ်လောက်ကျလဲဆိုတော့390ပါအဲ့တော့ဒီ customer ကပြောမှဆိုရှင် casing လေးနဲ့ cooler လေးကကျွန်တော်စီကယူတာမဟုတ်ပါဘူးသူ့ဘာလို့တခြားဆိုင်ရနဲ့ဝယ်လိုက်တယ်ကျွန်တော်တွားယူပေးလိုက်တာပါနေဝေးကနေမှာချင်းတဲ့ customer အတွက်လည်းကျွန်တော်ပြောချင်ပါတယ်မိတ်ဆွေတို့ပေါ့နော်ကျွန်တော်စီအကုန်ဝယ်မှမဟုတ်ပါဘူးကျွန်တော်စီကတချို့ PC တွေမကြိုက်ဘူးတခြားဆိုင်ကဥပမာဗျာဒီ customer ဆိုလို့ရှိရင်တခြားဆိုင်က casing ကြိုက်တယ် CPU fan ကြိုက်တယ်ဆိုလို့ရှိရင်သူကတခြားဆိုင်ကမှာလိုက်တယ်ကျွန်တော်တွားယူပေးတာပါကျွန်တော်တွားယူပေးပြီးတော့ကျွန်တော်ရဲ့ PC နဲ့ဆင်မယ်ဆင်ပြီးအားလုံးပြန်ပို့ပေးမယ်အဲ့လိုလုပ်လို့ရပါတယ်ကျွန်တော်စီကအကုန်ယူမှမဟုတ်ပါဘူးကျွန်တော်စီကကြိုက်တဲ့ pass ပဲယူပါမကြိုက်တဲ့ pass ဆိုလို့ရှိရင်လည်းဥမာဘယ်ဆိုင်မှာရှိတာလဲကျွန်တော်ပြောပေးပါကျွန်တော်တွားယူပေးပါတယ်ပြီးရင်တခါတည်းအကောင်လုံးဆင်ပြီးပို့ပေးပါတယ်အဲ့လိုနည်းနည်းနဲ့လုပ်ပေးပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ video လေးကိုလည်း like and share လေးကူညီပေးကြပါနော်အားလုံးပဲနောက် video မှာပြန်တွေ့ကြအောင်နော်